လေးလာပိုင်း2016အတွက်တူညီတဲ့ခုနှစ်ကြိမ်မြောက်တဲ့ကဏ္ဍလေးတစ်ခုပြပေးမယ်893နှစ်ခွန်6နှစ်6နှစ်ပေါက်ဒီဘက်မှာလည်း893နှစ်ခွန်6နှစ်ပေါက်ပေါ့တဲ့ကြရင်တော့ယူပေါ့ဒီမှာလည်း16ခွန်164ခွန်3နှစ်66နှစ်ပေါက်ဒီမှာလည်း164 290 66နှစ်လို့ပေါက်ပေါ့ YouTube မှာဆိုတော့ဖိုင်တိုလေးပဲရိုက်ပြလိုက်မယ်နော်ဒေချာမရှင်းပြတော့ဘူးဆိုတော့အဲ့ဒါပေါက်သွားတော့ပေါက်ပေါ့939နှစ်3ခွန်6ရဲ့အောက်တပင်ကျော်မှာ63နှစ်ကို63နှစ်လို့ထက်ဒီမှာလည်း2339ခွန်36ရဲ့တပင်ကျော်ဟာနှစ်66ကို66နှစ်လို့ထက်အဲ့မှာတစ်ခုထပ်ပြပေးလိုက်မယ်33ခွန်ဖြစ်မယ်891ဖြစ်မယ်416ဖြစ်မယ်416ထောက်ထားတယ်အချင်းအတူတူ365ရဲ့အောက်5ချိန်မြောက်မှာ850ဆိုတဲ့ခဏတစ်ခွက်ပါမယ်ပေါ့33ခွန်198 416 653ရဲ့5ချိန်မြောက်မှာတွက်မဲ့ကဏ္ဍဒီ850ဆိုတဲ့ကဏ္ဍတစ်ခွက်ဒါလေးထည့်ပြပေးတယ်အားလုံးပဲကံကောင်းတိုက်ဆိုင်နိုင်ကြပါစေအင်မင်ထွန်းလမ်းပြချက် page မှာတော့တင်ပေးထားတာမနှဲတော့ဘူးအဲ့လေးကြည့်ရင်တွားကြည့်ကြပါနော်အပန်းမကြည့်ရင် like share နဲ့ subscribe များများလုပ်ပေးပါလို့ YouTube မှာကျွန်တော် live လွှင့်ရင်းလို့ပါ